ကျွန်တော်အခုဒီဗီဒီယိုမှာပြောပြသွားမှာကလက်ရှိ G2R 63 Gear အမှတ်တစိ63 Ampere Auto Transfer Switch နဲ့ပတ်သက်ပြီးတော့ပြောပြမှာပါအဲ့တော့ဒီ brand လေးကအခုမှလက်ရှိကျွန်တော်သုံးဖို့အတွက်မှာယူထားတာဖြစ်ပါတယ်လက်ရှိမှာအရင်တုန်းကကျွန်တော်သုံးခဲ့တဲ့ ATS တွေကဒီ motor type တွေပေါ့နော် motor type တွေနဲ့ကျွန်တော်သုံးတယ် motor type တွေရဲ့အဓိကအားနည်းချက်ကတော့ဒီ motor တွေကအဆုံးထိမလဲတဲ့အခါမှာတစ်ဖက်မှာရှိတဲ့ဒီswitch တွေက contact တွေ loose connection ဖြစ်ပြီးတော့ခဏခဏပြတ်တယ်ပေါ့နော်ခဏခဏပြတ်တဲ့အတွက်ပိုကောင်းမဲ့အရာလေးကိုကျွန်တော်တို့ရှာဖွေနေရင်းနဲ့လက်ရှိဒါ motor type မဟုတ်တော့ဘဲနဲ့ solenoid type ဖြစ်တဲ့ဒီ auto transfer switch ကိုကျွန်တော်ပြောင်းပြီးတော့သုံးဖို့အတွက်ဒါအခုစပြီးတော့မှာယူထားတာပေါ့နော်အဲ့တော့ဒီကောင်မှာစပြီးတော့ကျွန်တော်တို့ power ဖွင့်တဲ့အခါမှာ power ဖွင့်ဖို့ပေါ့နော် installation လုပ်တဲ့အခါမှာစပြီးတော့ဒီကောင်ကိုကျွန်တော်တို့ကနည်းနည်းအတင်ချလေးတစ်ချိန်နှစ်ချိန်လုပ်ပေးဖို့လိုလိမ့်မယ်ဘာလို့လဲဆိုတော့အသစ်တွေဖြစ်တဲ့အတွက်နည်းနည်းလေးface ဖြစ်ပြီးတော့ကြက်နေတာမျိုးလေးဖြစ်တဲ့အတွက်အလုံးမလုပ်တာမျိုးလေးဖြစ်တတ်တယ်ဒီကောင်မှဆိုရင်ကျွန်တော်တို့က auto နဲ့ manual ခလုံးနှစ်ခု auto နဲ့ manual ဆိုပြီးတော့ပါတယ်ပြီးတော့ဒီအဝင်မှာဆိုရင်ကျွန်တော်တို့က number 1 နဲ့ 2 ပေါ့နော်အပေါ်2ငုပ်အောက်2ငုပ်ဒီမှာ2ငုပ်ဒီမှာ2ငုပ်ပေါ့နော်စုစုပေါင်း4ငုပ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ main input နဲ့ standby input ဆိုပြီးတော့ပါတယ်ဒီအောက်မှာတော့အထွက်ကဒါ2ငုပ်ပါတယ်ပေါ့နော်လုံးဆိုင်ပေါ့အဲ့တော့ဒီကောင်ရဲ့ switching time ကတော့50 millisecond ဖြစ်တဲ့အတွက်မြန်တယ်ပေါ့နော်ဒီ power အချိန်အပြောင်းမှာကျွန်တော်တို့ဒီမျက်တောင်ခတ်တာဟုတ်လားဒီ power လွတ်တာမျိုးတွေတော့တိတ်ပြီးတော့မဖြစ်ဘူးပေါ့နော်ပြောချင်တာအဲ့တော့လက်ရှိမှာကျွန်တော်စပြီးတော့ on ကြည့်မယ် honor ကလက်ရှိဒီ source 2ကိုပေးလိုက်တဲ့အတွက်ဒီကောင်ဒီ2ဘက်ကိုသွားကတ်တယ်ပေါ့နော်ကတ်တဲ့ဟိုမြင်လိုက်မယ်လို့ထင်တယ်နောက်တစ်ခုကတော့ကျွန်တော် source 1ကိုပေးလိုက်မယ် source 1ကိုပေးလိုက်တာနဲ့ဒီကောင် source 1ကိုချက်ချင်းချိန်သွားတယ်နောက်တစ်ခုကအဲ့လိုမျိုးအချိန်ပြောင်းလုပ်တဲ့အခါမှာဒီကောင်မှာကျွန်တော်ဘာတမ်းမှမကြောက်ဘူးတောက်နဲ့ဟောလာဟိုဘက်ယုံလိုက်ဒီဘက်ယုံလိုက်ဖြစ်နေတာမျိုးမရှိဘူးတစ်ဖက်မှာပဲကျွန်တော်တို့သွားပြီးတော့သွားကတ်တာကိုတွေ့ရလိမ့်မယ်ပေါ့နော်တချို့ AT ဒီလိုပုံစံမျိုး solenoid type တချို့တစ်စိတ်တွေမှာကြတော့ဒီလိုမျိုးမဟုတ်ဘူးသူကဒီဟောလာ power source နှစ်ခုလုံး1နဲ့2နဲ့ရောက်နေတဲ့အခါမျိုးမှာ1ဘက်တော့ကတ်နေတာမှန်ပေမဲ့တောက်နဲ့အတန်လေးတွေကျွန်တော်ကြားရတယ်ပေါ့နော်အဲ့ဒါကဘာဖြစ်နိုင်လဲဆိုတော့တဖြည်းဖြည်းနဲ့ loose connection ဖြစ်ပြီးတော့လောင်နိုင်တယ်ပျက်စီးနိုင်တယ်ပေါ့နော်ဒီကတော့ gear ဆိုတာကဒါကျွန်တော်ဒီ auto transfer switch တခုလည်းမဟုတ်ပါဘူးဒီကောင်ကတော့လက်ရှိ industrial တော့တချို့ control ပစ္စည်းတွေကိုပါကျွန်တော်ထုတ်လို့ပြီးတော့ဒါရောင်းချနေတဲ့ပစ္စည်းတစ်ခုဖြစ်တယ်ပေါ့နော်တစ်စိတ်ကောင်းတယ်ပေါ့ဗျာပြောချင်တာတော့ဒါကြောင့်မလို့ကျွန်တော်ဒီတစ်စိတ်ကိုရွေးပြီးတော့မှားထားတာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ data အချက်လက်လေးတွေကိုကြည့်မယ်ဆိုရင် rated current ကတော့63 ampere ရှိတယ် ampere သုံးလို့ရတယ်ပေါ့နော် rated working voltage က220နဲ့ဒီကောင်လုံးတယ် isolation voltage ကတော့690 volt AC ဒီ plastic PVC cover တွေက690 volt ခံနိုင်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တော့ 32 မရှိပါဘူးပြောစရာနော်အဲ့တော့ဒီကောင်က mechanical life အနေနဲ့ကျွန်တော်တို့အကျဉ်း8000လောက်ဒီကိုအခုလိုတောက်နဲ့ honor ပြူတာကိုဒါလက်ခံတယ်ပေါ့နော်အလုံးနိုင်တယ်လို့ပြောတာဒါပေမဲ့တခါတရံကြတော့လည်းပစ္စည်းဆိုတာတော့ပြတ်တတ်တဲ့မျိုးစားဖြစ်တဲ့အတွက်တခါတရံမှာလည်း error လေးတွေပါလာပြီးတော့ပြတ်တတ်တယ်ပေါ့နော်ဒါပေမဲ့ဒီ brand ကတော့မစိုးဘူးတော်တော်လေးငြိမ်တယ်ပေါ့နော်တော်တော်လေးကောင်းတယ်ဈေးနှုန်းရလဲပုံမှန် ATS တွေတဲ့နည်းနည်းလေးပဲဟာတာပါပြီးတော့ panel box တွေမှာလည်း generate type ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါတက်ရနဲ့ထည့်သွင်းပြီးတော့တက်ဆင်လို့ရပါတယ်တက်ဆင်တဲ့အခါမှာတော့အပေါ်ကတော့ main power ဖြစ်မယ်အောက်က standby power ဖြစ်မယ်ပြီးရင်တော့ဒီဘက်ကလုံးဆိုင်ဖြစ်ပါမယ်အဲ့တော့လက်ရှိကတော့ကျွန်တော်တို့ဒီဒီဇိုင်းလေးကိုပြောင်းလဲပြီးတော့အသုံးပြုသွားဖို့စီစဉ်ထားပါတယ်တကယ်လို့ဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့လိုအပ်ချက်တွေရှိခဲ့တယ်လိုချင်တယ်ဆိုရင်လည်းကျွန်တော်စီမှာမှာထားတာလေးနည်းနည်းပပတော့ရှိတယ်အဓိကမှာထားတာတော့ကိုယ့်ဘက်ကိုသုံးဖို့မှာထားတာပေါ့နော်လိုအပ်လို့ရှိရင်လည်းဒါမင်းမြန်ဆက်သွယ်ပြီးတော့ယူလို့ရပါတယ်ဒီစိတ်လေးမစိုးဘူးပဲပြောရမှာပေါ့နော်တိုးတော့လည်းပဲကျွန်တော်ရောင်းလိုက်ပြီးတော့မှမစိုးဘူးပြောတဲ့ပစ္စည်းကတက်ဆိုင်ရာလူစီရောက်ကမှပြက်ချင်လဲပြက်နိုင်ပါတယ်ဘာလို့လဲဆိုတော့မရောင်းခင်မှာတော့ကျွန်တော်မပို့ခင်မှာတော့ပစ္စည်းကိုတော့ test လုပ်ပြီးတော့ဗီဒီယိုလေးတွေရိုက်ပြီးတော့ပို့ပေးမှာပေါ့နော်စမ်းပိတ်လိုက်မှာပေါ့ဟိုဘက်ရောက်တဲ့ခါကျတော့တခါတည်းကြတော့လေဒီတခုခုကြောင့်မီယာနယ်လို့ပဲဖြစ်စေမီယာများလို့ပဲဖြစ်စေပြတ်နိုင်တဲ့အနေအထားလေးတော့ရှိတယ်ပေါ့နော်